မင်္ဂလာပါ1001 YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရွှေကြေးမုံချောင်းတနာရီဆိုတဲ့ဇလန်းလေးအပိုင်း2သိန်းပိုင်းကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာကျွန်တော်1001 YouTube Channel ကို Like and Subscribe လုပ်ပြီးအားပေးကြပါဦးခင်ဗျာတိုက်ပွဲဟာပြင်းထန်နေတာကြောင့်ဖမ်းဆီးခံထားရတဲ့ရွှေစင်ဟာရီနန်းပြည်ရဲ့မတ်တိုအလစ်မှာထွက်ပြေးလွတ်မြောက်လာပြီးမင်းသားအရေးမာတို့စီကိုအရောက်လာနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရွှေနန်းပြည်ဘရင်မရွှေနန်းနာဟာစစ်တီတွေနဲ့ထပ်မံရောက်ရှိလာဗျဒီရွှေတောင်ပြည်စစ်တီတွေဟာဝိုင်းဝန်းပိတ်ဆို့ခံလိုက်ရပါတော့တယ်။တစ်ချိန်တည်းမှာပဲရွှေတောင်ပြည်မှာတော့မင်းသားအရေးမာစီလွတ်ထားတဲ့ဘိုးမင်းထွန်းကလည်းဦးရီတော်တီဟာကျော်ရဲ့တစ္ဆာဖောက်မှုနဲ့ရွှေနန်းပြည်ရဲ့ကျူးကျော်မှုတို့ကိုရွှေတောင်ပြည်မင်းထံဖော်ထုတ်လိုက်တော့ရွှေတောင်ပြည်မင်းဟာစစ်ကူတွေလွတ်လိုက်ပါတော့တယ်။ရွှေတောင်ပြည်စစ်ကူတွေဟာဦးရီတော်တီဟာကျော်ရဲ့တပ်တွေကိုအပြင်းအထန်ဝင်တိုက်ခိုက်တာကြောင့်ဦးရီတော်တီဟာကျော်လည်းလက်နက်ချလိုက်ရပါတော့တယ်။အဲ့ဒီနောက်ရွှေတောင်ပြည်တပ်တွေဟာကြေးမုံချောင်းကိုဖျက်ကူးကကြေးမုံချောင်းတွင်းကရွှေနန်းပြည်လေတပ်ကိုအပြင်းအထန်ဝင်တိုက်ပြီးရွှေနန်းပြည်တဲ့အထိအတင်းထိုးဖောက်ဝင်ရောက်လာတာကြောင့်ရွှေနန်းပြည်စစ်တီတွေနဲ့ဘရင်မရွှေနန်းနာတို့လည်းဖျို့ဖျဲနဲ့စုဖွဲ့ပုံပြက်ကအလင်းအမြန်ပဲလက်နက်ချလိုက်ရပါတော့တယ်။ရွှေနန်းနာရဲ့အစီအစဉ်ဟာပြိုလဲသွားပြီးဦးရီတော်တီဟာကျော်နဲ့အတူမင်းသားအရေးမာရှိမှဒါဒူးထောက်ညံ့ခံလိုက်ပါတော့တယ်ရွှေတောင်မင်းကပုံကန်တဲ့တီဟာကျော်ကိုအပြစ်ပေးစေပြီးရွှေနန္ဒာကိုတော့ခွင့်လွှတ်ပေးခဲ့ပြီးအသက်ချမ်းသာပေးကရွှေနန်းပြည်ကိုဆက်လက်အုပ်ချုပ်စေခဲ့ပါတယ်မင်းသားအရေးမာကိုလည်းရွှေစင်နဲ့လက်ဆက်ပေးခဲ့ပြီးအိမ်ရှိမင်းသားအရာတင်မြောက်ခဲ့ပါတယ်ရွှေတောင်ပြည်နဲ့ရွှေနန်းပြည်တို့ဟာကြေးမုံချောင်းပေါ်မှာတရားတစင်းကိုတိဆောက်ခဲ့ကြပြီးကြေးမုံချောင်းကိုရွှေကြေးမုံချောင်းလို့အမည်ပေးကရွှေကြေးမုံချောင်းတရားကနေတဆင့်နှစ်ဖက်လွတ်လပ်စွာကုန်သွယ်သွားလာကြရင်နှစ်နိုင်ငံလုံးဟာငြိမ်းချမ်းစီပင်တာယာဝပြောလျက်ရှိကြပါတော့တယ်။တခါတလေမှာခွင့်လွှတ်သဘောထားကြီးခြင်းဟာနှစ်ဖက်အကျိုးရှိစေပါတယ်မမာနတွေနဲ့အချင်းချင်းမာနတွေထားကြရင်တော့ဆက်ဆံရေးပျက်စီးကနှစ်ဖက်လုံးကိုဝေးကွာသွားစေပါတယ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။